မင်္ဂလာပါလို့ပြောရဒီနေ့ရလိုက်ကြသလားတော့မသိဘူးနော်နှစ်ကွက်ထဲပါနော်အင်္ဂါမကျော်လေးလည်းအကုန်ထွက်သွားပြီအင်္ဂါမကျော်လေးလည်းအကုန်ထွက်သွားပြီနောက်တစ်ခါဟူးမကျော်မနက်ကနှစ်ကွက်ထဲပါနော်ကျွန်တော်ဟူးမကျော်တစ်လုံးပြန်ပေးမယ်နော်ဟူးမကျော်ဝမ်းချင်းမှဆို4ခွန်ချိန်နော်4ခွန်ချိန်ဝမ်းချင်းကြိုက်တယ်ဆိုရင်4ခွန်ချိန်နော်ကြိုက်ကွက်ကိုရွေးထုတ်ပေးမယ်ကြိုက်ကွက်4 6 4ကို4 6ခွန်လဲဆိုရင်ခွန်6နော်ခွန်လဲဆိုရင်တစ်လုံးပြန်ထည့်လိုက်ခွန်3ခွန်6ပေါ်လူနေတိဆောင်မနှက်ပြန်စား4ခွန်လာရင်ထိတ်စီအကောင်ကျွန်တော်အနိကတွေ့ရင်ရ ID post ထဲမှာဒီ post ဆိုကျွန်တော် channel ထဲကိုနှိပ်ပြီးဒီ post နေရာလေးကိုကြည့်လိုက်လို့ရတယ်နော်ဒုက္ခနဲ့တော့တစ်ချက်ပြန်မှာဗျာချက်ပြမယ်နော်ခါလေးဒီကျိုးဝင်လိုက်မယ်ဆိုရင်ဆိုင်မျိုး channel တွေဝင်လိုက်ပါနော်မပေါ်ကျွန်တော်ဒီမှာ subscriber ဘာမှမရှိသေးတော့မပေါ်ဘူးလေနော်မျိုးတော့ channel တွေဝင်လိုက်channel ထဲဝင်လိုက်ဒီ post နေရာလေးတကယ်လို့ကျွန်တော်အနီးကပ်တွေတင်ရေးတာချင်းရှင်ရေးတာကိုကြည့်ချင်လို့ရှင်ဒီထဲတော့ကြည့်လို့ရတယ်ဒီနေ့ဆိုတော့ဒီမှာသူတို့တင်ထားပါတော့တစ်အပိတ်တွေ့တယ်ဒီမှာတော့ထိတ်စီရလာတယ်ညနေရဒီ post မှာတော့ဝင်လိုက်တယ်အဲ့တော့ channel ကိုကြည့်ပြီးကိုမတက်ဘူးဆိုရင်ပေါ့နော် subscribe ဘာမှမရှိတော့ live ကလွှင့်မရဘူးဒီတော့နေ shorts မှာတင်နေဆိုတော့မပေါ်ဆိုရင် shorts ကိုဝင်ကြည့်လို့ရတယ်အဲ့ဒီပေါ့နော်နောက်တစ်ချက်ကကျွန်တော်တို့ကင်တဲ့လုံးမိုင်တွေထိတ်စီးတွေ break တွေကြတော့တောက်လျှောက်ပြန်ထွက်တယ်ကျွန်တော်တင်တဲ့နေ့မှာမထွက်ဘူးဆိုတော့သတိထားကြည့်ပါနော်ဒီမှာတင်တာတွေ live တွက်ကြည့်လို့ရတယ်မ view လည်းမရှိဆိုလေတိတ်ပြီးဒီ YouTube ကတိတ်ပြီး reach မဖြစ်ဘူးပေါ့နော်ကျွန်တော်တင်နေရတယ်မရဘူး blue စီမှာမရဘူးတကူတကဝင်ကြည့်မှရရောက်50လောက်ပြီးမှကျွန်တော် live print လို့ရအောင်ကိုညီပေးပါအောင်နော် live
subscribe တွေလုပ်ပေးပါဦးနော်တင်ပေးပါမှာကျွန်တော်တွေးထားတယ်နော်တင်ပေးမှာပါ break ကတော့3ညရှိတယ်2ရှိတယ်လာဖို့ရှိတယ်ထပ်ပြန်လာဖို့ရှိတယ် break ကဒီနေ့တွေ့ရစမ်းတယ်ဗျာ break ဆိုင်က break ကခွန်ကအင်္ဂါနေ့အတွက်ခွန် break ကအင်္ဂါနေ့အတွက်ရေးစုတာအဲ့ဒါမှလုံးဝကြာပါဒီတွဲပြီးခဲ့တဲ့အပတ်တွေကျတော့ကျွန်တော်တို့ကဒီတကွက်ကောင်းဆော့ပါဗောနော်တကွက်ကောင်းဆော့တဲ့နေ့မှာ3ရှင်းနေ့ဆိုရင်ကျွန်တော်နှစ်ကိုထွက်တာလေနော်ဒီနောက်ဆုံးတောက်ကြနေ့ဆိုရင်ခွန်9နေ့ရဆိုရင်၄ရှစ်ဆိုမှထွက်တာသူက break side တွေထွက်ကြကြပါတော့ကို break မကင်တဲ့နေ့ဆို break side ဖြစ်တယ်အဲ့လိုပြီးခဲ့တဲ့ဘက်ကဆိုတစ်ကိုချိန်နဲ့ဒီ9သလုံးနော် live ဖို့9သလုံးပြောနေပါထွက်တာပါနော်9သလုံး live နိုင်တယ်ဒုတိယမျိုးတွေတစ်ချိန်မိပဲကောင်းတယ်တစ်ပတ်လုံး live ဆော့ရင်မကြောက်ညကိုစင်ရိုက်တဲ့ညကိုစင်ရိုက်တဲ့ site တွေကျွန်တော်ခြားရဲ့ site ပုံစံတော့မရှင်းပြခဲ့ဘူးရင်းတော့ဆိုင်မျိုးကောက်မှာတော့ဆိုတာလူတွေပဲမနှဲပါဘူးเนาะတပတ်မှန်ပါဝင်တဲ့လူတွေဆိုတာဟောပါ20 30ဆိုတာအနည်းဆုံးပါအဲ့တော့ကွန်ပျူတာမှာဆိုအဲ့တော့ချက်ပြခဲ့တယ်အဲ့တော့ပြခဲ့ရရှိတယ်အပူလို့ပါတော့ဆိုရင်ဒါကျွန်တော်အခုဒီလိုပဲပေးနေကြပါเนาะသူရအရှိအပတ်တွေမှာရှိပါနှစ်ကွက်ထပ်ပေးတယ်နှစ်ကွက်နဲ့မိတယ်เนาะတပတ်ကျော်လေပြီးခဲ့တဲ့ပတ်ရှေ့ပတ်6နှစ်နေရရဲ့နှစ်လေးနေရဒီပတ်ဆိုတာ9ကိုနောက်တင်းလာနေနော်9ကိုမှကျွန်တော်တို့ဒါနှစ်ကွက်ထပ်နဲ့မိခဲ့ကျွန်တော်အပူလေးဆိုလည်းအဲ့လိုပဲပြီးပါတယ်နော်ဒါမှအားမရှိဘူးကိုက view လည်းမရှိ subscribe ကလည်းနှစ်ပတ်ရှိပါပြီ subscribe လည်းမတက်ဘူးဆိုတော့တိတ်ဟုတ်တော့မဟုတ်တယ်တင်ရတာပြင်ကိုကဒီမှာလေးဘာမှရှိသေးဘူးဒါအကုန်မှာကိုကျွန်တော်မှတ်တမ်းလုပ်နေတဲ့ဟာဘာမှမရှိသေးတော့ကျွန်တော်လိုက်လို့မရအောင်ကျွန်တော်ရှာတဲ့ပုံစံကျွန်တော်လုံးဝကောက်ကြောင်လိုက်တဲ့ကောင်ကြားနိုင်နေရှိတယ်အောင်လိုက်တာမတွက်ဘူးကြားနိုင်တဲ့လုံးဝကြားနိုင်တဲ့ break တွေ့တယ်မတွေ့ဘူးဆိုတော့မရှိဘူးဒါပေမဲ့ကိုက break ကင်တဲ့နေ့ break လုံးဝကြာသွားမျိုးရှိတယ်မိပြီဝင်ပြီဆိုလဲဒါတစ်ခွက်နှစ်ခွက်ထားတယ်နော်အဲ့ကြောင့်ဟိုကိုလည်းအပြန်လန်ပေါ့ဗျာနော်အပြန်လန်ပေါ့ကျွန်တော်လည်းဒီမှာ subscriber ရမယ်ဟိုကြည့်ပါတယ်လေနော်ဘာမှလည်းမလုပ်ပေးပါဘူးပြန်လန်ပေါ့ကျွန်တော်လည်းဒီတိုင်းဟိုသူများဟာလိုက်ကြည့်ပြီးတင်တာတော့မဟုတ်ဘူးကိုယ်ဆိုင်နဲ့ကိုပဲသွားတာကိုယ်ပုံစံနဲ့ကိုပဲသွားတာဒါပေမဲ့ကိုကတစ်ဖက်နိုင်ငံမှာသူများအလုပ်ချိန်အလုပ်ကအကောင်းတယ်တထေးတွေကမိသားစုလိုပဲကိုလုံလည်းရတယ်ဒီ size တွေခဲတာနဲ့သူတို့ရှိမှလုံလည်းပါမလုံကွာတော့ကိုရှောင်ကျင်တာပေါ့မလောက်တာပေါ့နော်ဘာမှမကိုအဆင်ပြေကြိုက်လို့နေလို့ရတယ်တော်ကြီးသဘောကောင်းတယ်တရုတ်လာအောင်တည်းကိုကလည်းအခုမှပြန်စတာဆိုတော့တိတ်ကြီးကျယ်နောက်ပိုင်းကျတော့ laptop တစ်လုံးတော့ပြောင်းမယ်တော့မွေဖြစ်တယ်အဲ့မှာတခြားလေးပြန်လို့ဘာမှရှိသေးဘူးကနဒါ3ပတ်စာပဲရှိတယ်ဆိုတော့ရတာအရင်တော့လုံးဝအဆင်မပြေဘူးပေါ့
ချိုးကြောက်တေချာနားမထောင်နော်နားလဲလို့ဆိုရင်ကျွန်တော်ဟိုတော့ဒီရှေ့ခောက်ကပတ်တွေမှာပြောခဲ့ပါတယ်ကျွန်တော်ခိုင်တဲ့ပုံစံဒါဆိုဒါ break ဖန်ထားပြီးသားလုံးဝနဲ့ break တွဲပြီးသားကျွန်တော်တင်ထားတဲ့ကွက်ကိုကြည့် break ဘာ break ဖန်ထားရဆိုတာသိပြီးသားသိရမှာပေါ့နော်ကျွန်တော် channel မှာဝင်ကြည့်ရဆိုလို့ရှိရင်ဒါဆိုကျွန်တော်ဒါ3 break ဆွဲထားတယ်3 break ယူထားတယ်ဒါဆို3ည break ယူထားတယ်ကြည့်ပါနော်3ည break 3 break လုံးဝနဲ့ကတ်လိုက်တယ်ကျွန်တော်ယူရဲ့လုံးဝနဲ့ break နဲ့မိဆိုတာကွက်နဲ့နဲ့မိသွားတော့အဲ့လိုမျိုးဆော့ရတယ်နော်ဒါမနေ့ကလည်းအတန်မနေ့ကဆိုတာ9ခုတွဲပြီးတယ်နော်6လုံးမှယူထားတယ်9လဲရှိရဲလို့ပြောခဲ့တယ်နော်ဒီနေ့ကောင်ဆို1ကိုကန်ရမယ်1ကိုပေးခဲ့နော်အင်္ဂါမကျော်လို့ပြောခဲ့ခုဆိုရတာလာနိုင်တဲ့ break က3ည break ရှိ2 break ရှိတယ်လာနိုင်တဲ့ break ခဏထွက်စဉ်အများကြီးမရှိတော့လိုက်လို့မရအောင်အပင်ရှည်လိုက်လို့မရအောင်အလုံးစင်ပြပါစေ10ခွဲထွက်ရင်2ခွဲထွက်ရင်ကျွန်တော်ကကနန်းပြန်ကြည့်တယ်အနီးကတွေချတာပေါ့နော်ဒီဘက်မှာဆိုဗျာကို့မှာလုံးဝရှင်းကတ်ဆော့လို့ရတဲ့ break တွေရှိတယ်နော်အဲ့လိုမျိုးကျွန်တော်အများကြီးမပေးတာမရှိဘူးဥပမာဆို1 break ရှိမယ်10 break ရှိမယ်2 break ရှိမယ်ဒီ break တွေလိုမျိုးဆိုကို့မှာလုံးဝရှင်းရင်တွဲပြီးဆော့ဒါ break line ပေါ့နော်ဒီ break line တွဲဆော့လို့ရဒီကောင်ကို့မှာလုံးဝရှင်းတွဲဆော့လို့ရဒါဒီဘက်အတွက်ကျွန်တော်အများကြီးတင်မပေးဘူးเนาะ break ကဒါပြောပြကို့မှာလုံးဝရှင်းကိုကချိန်ပြီးဆော့လို့ရတယ်ဒီ break တွေရှိရဲဆိုကိုကနေစဉ်ဆော့လို့ရတယ်မိပြီးဒီဘက်အတွက်မိပြီးတစ်ချိန်မိပြီးပေါ့ဥမာဆိုဒါမနေ့ကဆိုဒါမိပါတယ်နားမယ်ဆိုဒါနားတော့မှာsubscribe လုပ်ပေးကြပါဦးဗျာနော်မျိုးလို့subscribe လေးလုပ်ပေးကြပါဦးအားလုံးပဲနှက်ဖြစ်လိုက်အောင်မြင်ပါစေလို့နော်ဟုတ်ပါပါ